ယခုချိန်မှာစပြီးဓမ္မဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန2025-2026ခုဗဏ္ဍာရေးနဲ့မွန်ပြည်နယ်အစိုးရအဖွဲ့ရမုံငွေဖြင့်ဆောင်ရွက်သောချောင်းစုံမြို့နယ်ကလောင်တိုင်းကြီးရွာဘုခွေကုန်းကွင်းထွက်လန်ကွန်ကရစ်လမ်းတင်ဖွင့်ပွဲခမ်းနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါရရှင်ဒီစဉ်ရချောင်းစုံမြို့နယ်ကလောင်တိုင်းကြီးရွာဘုခွေကုန်းကွင်းထွက်လန်ကွန်ကရစ်လမ်းအားကျွဲကျုပ်ဖြန့်ဖွင့်လှစ်ပေးပါရန်မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်တဲ့လုံခြုံရေးနဲ့နေဆက်ရေးဝန်ကြီးဦးကြီးကျော်စောနဲ့လက်မဆက်သွယ်ရေးဝန်ကြီးဦးတင်စန်းနိုင်တို့ကပေးချုပ်ဖြန့်ဖွင့်လှစ်နေရာတွင်ကြွရောက်နေရာယူပေးကြပါရန်လေးစားစွာတင်ပြပါရရှင်မင်္ဂလာချိန်ခါကြာရောက်ပြီဖြစ်ပါ၍ဖေးချိုးဖြန့်ဖွင့်လှစ်ပေးပါရန်လေးစားစွာတင်ပြပါရရှင်